မင်္ဂလာပါအခုက Platinum Mall ကိုရောက်နေတာဆိုတော့ဒီ mall ကခဏခဏရောက်တယ်ဒါပေမဲ့ဒီနေ့လာရတဲ့အကြောင်းရင်းကခုနေ့ကကျွန်တော်ရောက်တော့ဒီအုတ်ထုတ်တွေပေါ်မှာကိုပိုင်နာမည်ပေါ့ကိုလိုချင်တဲ့နာမည်ကိုရေးပေးတဲ့ဆိုင်လေးတစ်ခုတွေ့ခဲ့တယ်ဆိုတော့ဒီနေ့အဲ့ဆိုင်ကိုပြန်လာပြီးတော့ကျွန်တော်ရေးချင်တဲ့နာမည်လေးနဲ့ customize အုတ်ထုတ်လေးတစ်ခုကိုဖန်တီးကြည့်မယ်ပြီးတော့ဒီအုတ်ထုတ်လုပ်တဲ့စီးပွားရေးကဘယ်လောက်ထိအမြတ်ဆုံးရလဲဆိုတာကိုကျွန်တော်တို့အတူတူလေ့လာကြည့်ပါမယ်အခုကကျွန်တော်အဲ့ဒီအုတ်ထုတ်ဆိုင်ကိုရောက်နေတယ်ပြီးတော့ကျွန်တော်ဒီမှာအုတ်ထုတ်ရွေးရပေါ့နော်ဒီအုတ်ထုတ်ပေါ်မှာကျွန်တော်လိုချင်တဲ့နာမည်ကိုကျွန်တော်ရေးကြည့်မယ်ဒါကျွန်တော်ရေးချင်တဲ့နာမည်ဒီမှာကျွန်တော် font size ကိုတို့ကရွေးဖို့ပေးတယ် font size ကိုရွေးဖို့ပေးတော့ကျွန်တော်ရှာကြည့်မယ်ဘယ် font size ကကျွန်တော် ਨੇ အသင့်တော်ဆုံးဖြစ်မလဲဆိုတော့ကျွန်တော်ကအခုနံပါတ်40ကိုရွှေ့လိုက်တယ်ပေါ့အခုကဘယ်အယောင်ရွေးပြီးတော့အပေါ်မှာ font ထွင်းမလဲလို့မေးတာပေါ့ဆိုတော့ကျွန်တော်ကနည်းနည်းရှင်းတဲ့အယောင်ရွေးလိုက်မယ်ဆို is better ဒါသူ့ရဲ့ဈေးနှုန်းပေါ့အကယ်၍ဒီအုတ်ထုတ်တွေတဲရပဲရွေးမယ်ဆိုလို့ရှိရင်နာမည်ပါရေးလို့အပြီးကိုတော့ဘတ်290ပဲကြာမယ်အကယ်၍နည်းနည်းပို quality ကောင်းတဲ့ဒီဟာမျိုးတွေကိုရွေးမယ်ဆိုရင်တော့ဘတ်350အပြီးစီးကြာတယ်ပေါ့ဆိုတော့ကျွန်တော်စဉ်းစားတာကဒီ set တစ်လုံးကိုကျွန်တော်ကြည့်လိုက်တော့ပေါက်ကြီးကဒီ set တစ်လုံးကဘတ်19000ကနေပြီးတော့ဘတ်9000ဝန်းကျင်လောက်ထိပေါက်ဈေးရှိတယ်ပေါ့နော်ဒီ Platinum Mall မှာမဟုတ်ဘဲနဲ့အကယ်၍ဒါပတ်တူနန်းဈေးထဲမှာဒီလို set တစ်လုံးနဲ့ဒီလိုလုပ်ငန်းလုပ်မယ်ဆိုရင်ဒါတော်တော်လေးအကျိုးမြတ်များတဲ့လုပ်ငန်းဖြစ်မယ်လို့ကျွန်တော်ထင်တယ်။ဘာကြောင့်လဲဆိုတော့ဒီဆိုင်မှာ set နှလုံးရှိတယ်။ဆိုတော့ဒီ set နှလုံးစလုံးကိုသူတို့အမြဲတမ်းနားရတယ်ဆိုတာမရှိဘူးပေါ့နော်။သူတို့နာမည်တွေထွင်းနေရတယ်။ဒါကျွန်တော်ရွေးထားတဲ့အုတ်ထုတ်ကိုကျွန်တော်လိုချင်တဲ့နာမည်သူတို့ထွင်းပေးနေတာပေါ့နော်ကျွန်တော် font ကိုတော့ဒီ India ဆန်တဲ့ font ပဲကျွန်တော်ရွေးထားတယ်ဆိုတော့စက်ကသူတို့ကတော့20 minute ပေါ့မိနစ်20ကြာမယ်လို့ပြောတယ်ကြည့်ကြရအောင်ပါဘယ်လောက် minute ကြာမလဲဆိုတာကျွန်တော်ကဒီ bold width ဆိုပါကိုရွေးလိုက်တော့နည်းနည်းစားရှည်နေတော့ font လေးတိတိလေးပဲရမယ်လို့ပြောတယ်ဒါဘယ်လိုမဆိုအတွေ့အကြုံတစ်ခုဆိုတော့ကျွန်တော်ရွေးလိုက်တယ်ဒါနည်းနည်းလေးတော့သူကြားတဲ့သဘောတော့ရှိတယ်ကျွန်တော်ပြောချင်တာကဒီဆိုင်ကနေရအကျယ်ကြီးလည်းမလိုဘူးပြီးတော့အခုကျွန်တော်ဒီကိုရောက်တဲ့9မိနစ်အတွင်းမှာရင်သူတို့ရဲ့ customer က10ယောက်ထက်မနည်းရှိနေပြီပေါ့နော်ဆိုတော့အကယ်၍သာ tourism area တွေမှာကျွန်တော်တို့မြန်မာတွေဒါဒီလိုဆက်ကလေးနဲ့ဒီလိုလုပ်ငန်းလုပ်ရင်ရောဖြစ်နိုင်မလားအမြတ်ဆုံးအောင်ရနိုင်မလားကျွန်တော်စဉ်းစားမိပါတယ်ဘဝဆိုပါကတော့ပြီးကန်နေပြီဆိုတော့ B ရဲ့ A ရဲ့ဆိုတော့ပြီးဖို့နှလုံးပဲကျန်တော့တယ်ခါဆိုရင်ပြီးသွားပြီကျွန်တော်အုတ်ထုတ်လေးရကန်နေပြီဒါအခုကျွန်တော်နာမည်နဲ့အုတ်ထုတ်တစ်လုံးကြပြီပေါ့ဒီဗီဒီယိုလောက်ကြတဲ့ယူရဲ့ချက်ကကျွန်တော်မှာ customization အုတ်ထုတ်ရှိရဆိုပြီးကြွားကျင်တာမဟုတ်ပါဘူးဒီဗီဒီယိုလောက်ကြတဲ့ယူရဲ့ချက်ကကျွန်တော်တို့မြန်မာ community ထဲမှာရောဒီလိုစီးပွားရေးမျိုးကိုtourist တွေအလာများတဲ့နေရာမှာလုပ်မယ်ဆိုရင်ရောမဖြစ်နိုင်ဘူးလားဆိုတော့ဟာမျိုးကိုတွေးမိလို့ပါအကယ်၍ကျွန်တော်နောက်တစ်ခေါက်ဘန်ကောက်ကိုရောက်လာဖြစ်တဲ့အခါမှာမြန်မာတွေကဒီလို customization ကအုတ်ထုတ်မျိုးကိုဖန်တီးတဲ့ set တွေအများကြီးပိုင်ဆိုင်ပြီးတော့ဒီလိုကောင်းတဲ့လုပ်ငန်းတွေအများကြီးကိုတိုးချဲ့နိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်အဲ့လိုမျိုးနောက်တစ်ခေါက်ပြန်ရောက်တဲ့အခါမှာလည်းဒီလိုမျိုးတိုးချဲ့တဲ့လုပ်ငန်းတွေကိုလည်းအများကြီးတွေ့ကျင်ပါသေးတယ်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆုံချင်ပါသေးတယ်